မင်္ဂလာညချမ်းလေးပါလို့ကျွန်တော်တို့ရဲ့မြန်မာ Teletube Channel ကနေပြန်လည်ကြိုဆိုနှုတ်ဆက်လိုက်ပါတယ်ဒီနေ့ညမှာပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ယီမင်နိုင်ငံအေဒင်ပင်လယ်ကွေ့နာပင်လယ်နီတကြောမှာတွာလာနေတဲ့ဒီကမ္ဘာကုန်သွယ်ရေးသင်္ဘောတွေအစ္စရေးနဲ့အမေရိကန်စစ်သင်္ဘောတွေကုန်တင်သင်္ဘောတွေကိုတိုက်ချင်းပစ်ဒုံးညံတွေနဲ့ပြစ်မှတ်ထားပြီးတိုက်ခိုက်နေတဲ့ပြီးတော့ကမ္ဘာကုန်သွယ်ရေးသင်္ဘောတွေကိုရဟတ်ယာဉ်တွေပါအသုံးပြုပြီးတော့ဝင်ရောက်စီးနှင်းပြန်ပေးဆွဲမှုတွေလုပ်နေတဲ့ဟူသီလက်နက်ကင်အဖွဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟူသီလက်နက်ကင်အဖွဲ့ဆိုတာအရင်တုန်းကကမ္ဘာသတင်းစာမျက်နှာတွေမှာယီမင်ပြည်တွင်းတွေကလက်နက်ကင်တပုံအုပ်စုငယ်လေးတစ်ခုသာဖြစ်ပါတယ်ဆိုတော့ဒီအဖွဲ့အစည်းကဒီလိုမျိုးပြည်တွင်းလက်နက်ကင်တာမန်လက်နက်ကင်အုပ်စုတပုံအုပ်စုကနေဒီလိုမျိုးကမ္ဘာရေချောင်းသွားလာမှုကိုတိုက်ချင်းပြစ်ဒုံးမြတ်တွေသုံးပြီးတော့စစ်လက်နက်အစစ်မြင့်လက်နက်တွေရဟတ်ယာဉ်တွေသုံးပြီးတော့ပြန်ပေးဆွဲမှုတွေပြစ်ခတ်တိုက်ခိုက်မှုတွေအစ္စရေးနိုင်ငံတောင်ပိုင်းကိုပါတိုက်ချင်းပြစ်ဒုံးမြတ်တွေနဲ့ပြစ်ခတ်တဲ့ de facto အစိုးရတရက်ပုံစံထိဘယ်လိုမျိုးသူတို့ရောက်လာလဲဒီအနေအထားမျိုးကိုရောက်အောင်သူတို့ရဲ့နောက်ွယ်မှာကူညီပေးနေတဲ့လူဘယ်လိုရှိနေသလဲသူတို့ရဲ့သမိုင်းကြောင်းကရောဘာလဲသူတို့ကဘယ်သူတွေလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးတာမန်လက်နက်ကင်ပြည်တွင်းလက်နက်ကင်အုပ်စုအဆင့်ကနေကမ္ဘာသတင်းစာမျက်နှာတွေမှာအမေရိကန်လိုအင်အားကြီးနိုင်ငံကတော့တစ်ခုတ်တရဂယုဆိုင်ပြီးတော့ဂယုတဆိုင်နဲ့လေကြောင်းတိုက်ခိုက်မှုတွေအထူးစစ်စင်ရေးတွေဆင်နွှဲပြီးနှိမ်နှင်းနေရတဲ့ဟူသီလက်နက်ကင်တွေကဘယ်သူတွေလဲဆိုတဲ့အကြောင်းကိုပြောဖို့ဆိုရင်ကျွန်တော်တို့ဒီယီမင်နိုင်ငံကဒီတောင်ပိုင်းနဲ့မြောက်ပိုင်းနှစ်ချမ်းခွဲပြီးတော့ပြန်လည်ပေါင်းစည်းတဲ့ကာလကိုကျွန်တော်တို့ပြန်သွားပြီးတော့နောက်ကြောင်းပြန်လည်ရပါလိမ့်မယ်ဆိုတော့ယီမင်နိုင်ငံကအခုလက်ရှိမှာလဲသူကဒီအရင်ယီမင်အာဏာရှင်ဟောင်းအစိုးရအုပ်စုတွေရှိသလိုဒီအယ်ကိုင်ဒါလို့ခေါ်တဲ့အကြမ်းဖက်ဖွဲ့တွေထိန်းချုပ်နေမြေတွေရှိသလိုပြီးတော့ဒေသအများစုကိုတော့ဒီအခုကျွန်တော်တို့ပြောတဲ့ယီမင်အဖွဲ့တွေကချုပ်ကင်ထားတာပေါ့ဆိုတော့အဲ့ဒီလိုမျိုးပဲဒီတောင်ယီမင်နဲ့မြောက်ယီမင်ဆိုပြီးတော့နှစ်နိုင်ငံကွဲပြားခဲ့တဲ့အချိန်ရှိတယ်ဆိုတော့အဲ့ဒီတောင်နဲ့မြောက်ယီမင်ဟာပြန်လဲပေါင်းစည်းသွားပြီးနောက်1990ပြည့်နှစ်ကာလမှာအခုကျွန်တော်တို့ကမ္ဘာသတင်းစာမျက်နှာတွေမှာတွေ့နေရတဲ့ဟူသီဆိုတဲ့အင်အားစုဟာအဲ့ဒီအချိန်ကစပြီးတော့တတိတီးပြီးတော့အချိန်ယူနေခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ1990ပြည့်နှစ်ကာလဒီတောင်ယီမင်နဲ့မြောက်ယီမင်ပြန်လည်ပေါင်းစည်းပြီးတဲ့နောက်မှာဒီဇေဟီဒီလို့ခေါ်တဲ့ယီမင်နိုင်ငံမြောက်ပိုင်းကဒီရှီယာမွတ်စလင်အုပ်စုလေးတစုဟာသူကပထမကတော့ဒီတောင်မြောက်ကွဲနေတဲ့အချိန်တုန်းကသူကယီမင်တောင်ပိုင်းမှာအင်အားကောင်းတဲ့အင်အားစုတွေပေါ့နော်လူမျိုးစုတွေဘာသာရေးအုပ်စုတွေဒါပေမဲ့ဒီတောင်မြောက်ယီမင်ပြန်ပေါင်းစည်းသွားတဲ့အချိန်အဲ့ဒီနောက်ပိုင်းကာလမှာသူတို့ကဒီနိုင်ငံမြောက်ပိုင်းမှာ minority လူနည်းစုဖြစ်သွားပြီးတော့အဲ့ဒီလူနည်းစုဒီရှီယိုက်မွတ်စလင်တွေဖြစ်တဲ့ဇေဟီဒီတွေကယီမင်ဘိုအစိုးရကသူတို့ကိုခွဲခြားဆက်ဆံတယ်ဖိနှိပ်တယ်ဆိုတော့ခံစားမှုတွေရှိလာတယ်အဲ့ခါကျတော့သူတို့ဘာလုပ်လဲဆိုတော့ဒီဇေဟီဒီ community ကသူတို့ရဲ့ဒီမြောက်ပိုင်းတောင်တန်းထူထပ်တဲ့ဒေသမှာသူတို့ရဲ့ community သူတို့ရဲ့လူမှုအဖွဲ့အစည်းကိုဒီအစ္စလမ်ဘာသာရေးရှီယိုက်ဘာသာရေးနဲ့ပြန်လည်တည်ဆောက်တာတွေလုပ်တယ်ဒီနွေရာသီကမ်တွေဖွင့်ပြီးတော့နွေရာသီဒီဓမ္မသင်တန်းတွေသူတို့ဖွင့်ပြီးတော့ believing youth လို့အဓိပ္ပာယ်ရတဲ့ဒီနွေရာသီဆမ်မာအစ္စလမ်ဘာသာရေးသင်တန်းတွေဖွင့်တယ်ဒီပညာရေးဆိုင်ရာဘာသာရေးနဲ့ပတ်သက်တဲ့ပညာရေးတွေသူတို့ပေးတယ်ဆိုတော့ radical သဘောတရားတွေကိုသူတို့လူငယ်တွေကို training ပေးနေခဲ့တယ်ဆိုတော့အဲ့ဒီအနေအထားမျိုးရှိခဲ့ပါတယ်ဒီလိုမျိုးဘာသာရေးကိုအခြေခံပြီးတော့သူ့ရဲ့လူမှုအတိုင်းအဝိုင်းကိုပြန်လည်တည်ဆောက်နေတဲ့ဇေယီဒီတွေဟာအဲ့ဒီဘာသာရေးအဆင့်ဆိုတဲ့နေရာကနေဘယ်အချိန်မှာနောက်ထပ်ဒီအစ္စလာမစ်လှုပ်ရှားမှုပုံစံနိုင်ငံရေးဆန်တဲ့လှုပ်ရှားမှုပုံစံကိုရောက်သွားလဲဆိုတော့ဒီအယ်ဟူသီလို့ခေါ်တဲ့ယီမင်ပါလီမန်နိုင်ငံရေးသမားတယောက်ကယီမင်ဘိုအစိုးရကိုဝေဖန်မှုတွေလုပ်တယ်ယီမင်အစိုးရဟာအကျင့်ပြတ်ချစားနေတယ်ပြီးတော့ယီမင်ပြည်တွင်းမှာပြင်ပကနေဒီဆွတ်ဖက်မှုတွေရှိနေတယ်ယီမင်ရဲ့ပြဿနာဟာပြည်ပကနေဒီလိုဆော်လီလို့ဆွန်နီနိုင်ငံကြီးကနေဝင်ရောက်ဆွတ်ဖက်မှုတွေရှိနေတယ်ဆိုပြီးတော့သူကအဲ့ဒီလိုမျိုးဝေဖန်ထောက်ပြပြီးတော့ပါလီမန်ထဲကနေအစိုးရကိုစန့်ကျင်ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့သူကပါလီမန်ကအမတ်ဖြစ်ကနေနှုတ်ထွက်ပြီးတော့ဒီဇေယီဒီတွေရှိတဲ့ယီမင်နိုင်ငံမြောက်ပိုင်းကိုရောက်ရှိလာတယ်ပြီးတော့အဲ့ဒီဇေယီဒီ community နဲ့သူတို့ပူးပေါင်းသွားကြတယ်ဆိုတော့ယီမန်ချက်ကြီးမားတဲ့ဒီအယ်ဟူသီဆိုတဲ့နိုင်ငံရေးသမားဟာသူ့ရဲ့ဥစ္စာဒနာငွေကြေးပြီးတော့သူ့ရဲ့ဒီနိုင်ငံရေးအဆက်အသွယ်တွေကိုအသုံးချပြီးတော့မှဒီဇေယီဒီ community မှာသူကနေရာကြီးကြီးခေါင်းဆောင်တစ်ယောက်ဖြစ်အောင်ခေါင်းဆောင်မှုပိုင်းကိုသူအရယူနိုင်ခဲ့တာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီနောက်ပိုင်း
ဒီလိုမျိုး El Houthi နဲ့သူတို့လက်တွဲမိတဲ့အချိန်မှာဒီဇယီဒီတွေကဘာလုပ်လဲဆိုရင်သူတို့ကဒီကျွန်တော်အလွယ်ပဲပြောလိုက်မယ် Houthi တွေပေါ့နောက်ပိုင်းမှာသူကဒီ El Houthi ကိုပဲအကြောင်းပြုပြီးတော့သူတို့ Houthi တွေလို့ပဲနောက်ပိုင်းခေါ်တဲ့အတွက် Houthi လို့ပဲဒီအချိန်ကစပြီးတော့ရည်ညွှန်းလိုက်ပါမယ်ဆိုတော့အဲ့ဒီ Houthi တွေကဘာလုပ်လဲဆိုတော့သူတို့မြောက်ပိုင်းတောင်တန်းထူထပ်တဲ့ဒေသကိုသူတို့ဒီဘာသာရေးတက်မဟုတ်တော့ဘဲနဲ့ဒီစစ်ရေး training တွေယူပြီးတော့သူတို့ဒီမြောက်ပိုင်းဒေသကိုသူတို့ထိန်းချုပ်လိုက်တယ်ပြီးတော့အဲ့ဒီမြောက်ပိုင်းနဲ့ပြည်မနဲ့ဆက်တဲ့ဂျားတွေမှာသူတို့ gate စခန်းတွေဖွင့်ပြီးတော့သူတို့ရဲ့အနေအထားဟာဘာသာရေးအတိုက်အခံတစ်ခုထက်ပိုတဲ့ဒီပြည်သူစစ်စင်ကိုသူတို့ရောက်ရှိလာတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့အဲ့ဒီဇယီဒီတွေနဲ့လာရောက်ပူးပေါင်းတဲ့ El Houthi ဆိုတဲ့နိုင်ငံရေးသမားအခုနပြောတဲ့အတိုင်းပဲပြည်ယီမင်နိုင်ငံရဲ့နိုင်ငံရေးပြဿနာတွေပြည်တွင်းပြဿနာတွေဟာယီမင်ဆိုရကဒီအကျက်ပြတ်ချစားနေလို့ပြီးတော့ဒီဆွန်နီခေါင်းဆောင်ဖြစ်တဲ့ Saudi Arabia ကနေဒီပြင်ပဩဇာလွှမ်းမိုးနေတဲ့အတွက်ကြောင့်ဒီလိုမျိုးပြဿနာတွေဖြစ်ရတယ်ဆိုပြီးတော့သူကထောက်ပြထားပြီးတော့အပြစ်ဖို့ထားတယ်ပြီးတော့အဲ့ဒီအတွက်သူ့ရည်မှန်းချက်ကဘာလဲဆိုတော့ယီမင်ပြည်မှာ Islamic တော်လှန်ရေးတစ်ခုကိုလုပ်ရမယ်အဲ့ဒီ Islamic တော်လှန်ရေးကဘယ်လိုတော်လှန်ရေးမျိုးဖြစ်ရမလဲဆိုရင်ရှီရိုက်အင်အားကြီးနိုင်ငံဖြစ်တဲ့အီရန်နိုင်ငံမှာ1989ခုနှစ်ကဖြစ်ပွားခဲ့တဲ့ Islamic တော်လှန်ရေးပုံစံမျိုးဖြစ်ရမယ်ဆိုပြီးတော့ရည်မှန်းချက်ထားတဲ့ပုံကိုဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးသူတို့အနေနဲ့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရပုံစံမျိုးထိန်းချုပ်လာနိုင်တဲ့အနေအထားရှိနေခဲ့ရတယ်အဲ့ဒီအနေအထားနေနောက်တစ်ဆင့်ကိုဘယ်အချိန်မှာပြောင်းလဲသွားရင်ဆိုတော့2000ခုနှစ်မှာဒီ American ပြည်အောင်စုမှာကျွန်တော်တို့သိတဲ့အတိုင်းပဲကမ္ဘာကုန်သွယ်ရေးမျှော်စင် WTO ကိုအိုစမာဘင်လာဒင်ရဲ့ဒီအယ်ကိုင်းနာအဖွဲ့ကနေလေယာဉ်တစ်စီးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လူပေါင်း3000လောက်တေချေပျက်စီးခဲ့ရတယ်ဆိုတော့အဲ့ဒီအချိန်ကစပြီးတော့ American သမ္မတ Bush ကကမ္ဘာတဝန်းမှာကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်ဝါဒနိုင်နေတဲ့စစ်ပွဲကိုကြေညာပြီးတော့ကမ္ဘာရဲ့မှာရှိတဲ့ Islamic အစွန်းရောက် Radical တွေရဲ့ခြေကုပ်စခန်းတွေကို American စစ်တပ်တွေဆေလွတ်ပြီးတော့တိုက်ခိုက်နေခဲ့တဲ့ဖြစ်စဉ်ကြီးတစ်ခုစတင်ခဲ့ပါတယ်ဆိုတော့အဲ့ဒီအချိန်မှာယီမင်နိုင်ငံမှာဘာအဖွဲ့ရှိနေလဲဆိုတော့ဒီ Saudi နိုင်ငံသားတယောက်ဖြစ်တဲ့ Osama bin Laden ရဲ့ Al-Qaeda အဖွဲ့ဟာလည်းယီမင်နိုင်ငံထဲမှာအခြေချနေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီယီမင်နိုင်ငံတွေက Al-Qaeda တွေကိုတိုက်ခိုက်နေမှုအတွက် American က Ali Abdullah Saleh ကိုအကူအညီတောင်းခံခဲ့ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးအကူအညီတောင်းခံမှုကိုယီမင်သမ္မတ Saleh ကလည်းလိုလားလားနဲ့အလင်းမြန်လက်ခံပြီးတော့ဒီ American ထူးတပ်ဖွဲ့တွေပြီးတော့ American စစ်လက်နက်တွေ American လေတပ်စခန်းတွေကိုယီမင်နိုင်ငံထဲမှာအခြေစိုက်ခွင့်ပေးတယ်ဆိုတော့ American ကအဲ့ဒီအခြေစိုက်စခန်းတွေကိုအသုံးပြုပြီးတော့ယီမင်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ဒီ Al-Qaeda ရဲ့ခြေကုပ်စခန်းတွေကိုလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေဒီစဉ်ဆက်မပြတ်အဲ့ဒီအချိန်ကလုပ်ခဲ့တယ်ဆိုတော့အဲ့ဒီတော့လုပ်နေရင်းနဲ့မှဒီအရှေ့လေပိုင်းဒေသတစ်ခုလုံးရဲ့ဒီအနေအထားကိုတောင်းပြန်လန်သွားစေမဲ့ဖြစ်ရတစ်ခုကို American ကကျူးလွန်မိသွားခဲ့ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဒီ Afghanistan မှာဒီတာလီဘန်ဆိုရကိုဖြုတ်ချဖို့အတွက် American စစ်တပ်တွေက Afghan တဲကိုဝင်ရောက်ကျူးကျော်ပြီးတော့သိမ်းပိုက်လိုက်တယ်ပြီးတော့အဲ့ထက်ပိုဆိုးသွားတဲ့နောက်အဖြစ်တစ်ခုကဘာလဲဆိုတော့2003ခုနှစ်မှာဒီအီရတ်နိုင်ငံကဒီအီရတ်အာဏာရှင်ဆာဒမ်ဟူစိန်ကို American တွေဥဆောင်တဲ့ညွန့်ပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးတော့ဖြုတ်ချခဲ့တယ်အီရတ်မှာလည်းနှစ်ကာလများစွာတပ်ဆွဲတဲ့ဖြစ်စဉ်ပေါ်ပေါက်လာတယ်ဆိုတော့ဒီလိုမျိုးအရှေ့လေပိုင်းမွတ်စလင်ကဘာမွတ်စလင်တွေရဲ့တန့်ရှင်းတဲ့မြေမှာအနောက်တိုင်းသားတွေဝင်ရောက်ကျူးကျော်တိုက်ခိုက်ခွင့်ရဖို့အတွက်ယီမင်ပိုင်တဲ့နယ်မြေကိုပေးအပ်တာဟာမကြော်ရစီးဆိုတဲ့ red line ကိုဖြတ်ကျော်တာပဲလို့ဒါ El Houthi နဲ့သူ့ရဲ့အဖွဲ့တွေဖြစ်တဲ့ ZED တွေကသတ်မှတ်လိုက်တယ်အဲ့ဒီလို American အစိုးရတပ်တွေ American ပြည်ထောင်စုစစ်တပ်တွေကိုတိုင်းပြည်ထဲမှာခြေချခွင့်ပေးတဲ့အပေါ်မှာလည်းဒီယီမင်သမ္မတဆာလေးကိုဒီ El Houthi ကပြင်းပြင်းထန်ထန်လူသိရှင်ကြားဝေဖန်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးတော့ဒီ El Houthi ကလက်ရှိအချိန်ထိ Houthi ဖွဲ့ရဲ့ဒီကြွေးကြော်တန် slogan မူဝါဒဒီအခြေခံမူဝါဒလမ်းစဉ်ဖြစ်တဲ့ God is great ဖျားသခင်ဟာကြီးမြတ်တယ် dead to US American တွေသေရမယ် dead to Israel တွေသေရမယ် cast on the Jew တွေပေါ်မှာချိန်စာတက်ရောက်ရမယ် victory to Islam ဆိုတဲ့ Islam ဘာသာအောင်နိုင်ရမယ်ဆိုတဲ့ကြွေးကြော်သံတွေကိုအဲ့ဒီအချိန်မှာသူကြွေးကြော်ခဲ့ပါတယ်ဒီလိုမျိုးယီမင်နိုင်ငံမြောက်ပိုင်းမှာဟူသီအဖွဲ့တွေအင်အားကောင်းလာတဲ့ကိစ္စကလည်းယီမင်သမ္မတဆာလေးကိုစိုးရိမ်မကင်းဖြစ်လာစေခဲ့ပါတယ်ဒါကြောင့်ယီမင်သမ္မတဆာလေးဟာ El Houthi ကိုဖမ်းဝရမ်းနဲ့စုကြီးထုတ်ပြန်ခဲ့တယ်လို့သူတို့ထိန်းချုပ်တဲ့နေမျိုးကိုလည်းဒီအစိုးရကအကြီးအကျယ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီထိုးစစ်အတွင်းမှာ El Houthi ကဒီတိုင်ကိုတစ်ခုထဲမှာဂျောင်ပိတ်မိပြီးတော့ဒီယီမင်ဆိုရတပ်ရဲ့တပ်ဖြတ်တာကိုခံခဲ့ရတယ်ဆိုတော့အဲ့လိုမျိုးတိုက်ပွဲတွင်းမှာကြာဆုံးသွားတဲ့အတွက်ဟူသီဖွဲ့ကသူ့ကို
အာဇာနည်ဖြစ်သတ်မှတ်ပြီးတော့အဖွဲ့ရဲ့နာမည်ကိုလည်းအဲ့ဒီအချိန်ကစလို့ဖူတီလို့ပဲသူတို့တောက်လျှောက်ယနေ့ထိသုံးစွဲခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုအခြေအနေနောက်ခံအခြေအနေအနေထားကနေ2004ခုနှစ်မှာယီမင်လက်နက်ကိုင်အဖွဲ့ဟာယီမင်တပုံအဖွဲ့ဟာဗဟိုအစိုးရဖြစ်တဲ့စာလေးသမရကိုဒီပွင့်လင်းပြောင်တင်း full blown rebellion အပြည့်အဝပုံကန်ထားကြွလိုက်ကြပါတယ်အဲ့ဒီအချိန်ကစပြီးတော့ဒီမြို့ပေါ်တွေမှာလည်းမြို့ပြပျောက်ကြားတိုက်ပွဲတွေခြုံခိုပျောက်ကြားတိုက်ပွဲတွေအဆင့်ဓာရီကိုဆင်နွှဲပြီးတော့ယီမင်အစိုးရတပ်တွေကိုတော်လှန်တိုက်ခိုက်ခဲ့ပါတယ်ဒီပင်လယ်နီဒေသအနီးကယီမင်ထဲကအခြေအနေတွေကိုအီရန်ကလည်းတောက်လျှောက်စောင့်ကြည့်နေခဲ့တာပေါ့နော်ဆိုတော့အီရန်ကဒီအခြေအနေကိုကြည့်လိုက်တဲ့အခါမှာဒါဟာဒီဆွန်နီအင်အားစုတစ်ခုဟာသူ့ရဲ့ပြိုင်ဘက်ကြီး sorry ရဲ့တောင်ပိုင်းမှာလှုပ်ရှားနေတာကိုမြင်တဲ့အခါမှာဒါအီရန်ကဒီအခွင့်ကောင်းတစ်ခုဖြစ်သတ်မှတ်ပြီးတော့ဖူတီလက်နက်ကင်တွေကိုဝေချေရောလက်နက်တွေရောဒီစစ်ရေးလေ့ကျင့်မှုတွေရောသူပေးခဲ့ပြီးတော့နောက်ွယ်ကနေထောက်ပံ့နေခဲ့တယ်ဆိုတော့ဒီလိုမျိုးသူ့ရဲ့နိုင်ငံတောင်ပိုင်းမှာဒီဖူတီလက်နက်ကင်တွေဟိုအင်အားကောင်းလာတာတဖြည်းဖြည်းနဲ့လှုပ်ရှားလာတာကိုစိုးရိမ်လာတဲ့ sorry ကလည်းဒီယီမင်အစိုးရတပ်တွေကိုဒီယီမင်မြောက်ပိုင်းကဒီဟူသီတွေကိုတိုက်ခိုက်ဖို့အတွက်နေဆက်ဖြတ်ကျော်ခွင့်ပေးတာတွေလုပ်ခဲ့တယ်ဆိုတော့ဒီအပေါ်မှာမကျင်းတဲ့ဟူသီသပုံတွေကဒီ2004ခုနှစ်နောက်ပိုင်းလောက်မှာဒီ sorry နိုင်ငံထဲကိုနေဆက်ဖြတ်ကျော်ဝင်ရောက်ပြီးတော့ sorry အစိုးရတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာတွေလုပ်ပါတယ်ဆိုတော့အဲ့ဒီတိုက်ပွဲအတွင်းမှာဒီ sorry စစ်သားတွေတေဆုံးရသလိုစစ်သုံးပန်းဖြင့်ဖမ်းဆီးခံရတဲ့လူတွေရှိပါတယ်ဆိုတော့အဲ့ဒီတိုက်ပွဲနေဆက်ဖြတ်ကျော်တိုက်ပွဲကြောင့်ပဲ sorry နိုင်ငံဟာဒီယီမင်ပဋိပက္ခထဲမှာဒီစပြီးတော့ပါဝင်ပတ်သက်လာတဲ့အနေအထားမျိုးကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်မှာ sorry နိုင်ငံဟာဒီလိုမျိုးဒီဟူသီတပုံတွေကိုဝင်ရောက်တိုက်ခိုက်မှုတွေလုပ်ရုံတင်မကဘဲနဲ့ဒီဟူသီတွေကိုပင်လယ်ရေကြောင်းကနေလက်နက်ကိရိယာတွေငွေကြေးတွေရိတ်ခါတွေဒီလက်နက်ခဲယင်းတွေထောက်ပံ့နေတဲ့အီရန်ရဲ့ဒီထောက်ပံ့ရေးလမ်းကြောင်းကိုဖျက်တောက်ဖို့အတွက်ဆိုပြီးတော့ယီမင်နိုင်ငံကိုပင်လယ်ဒေသကနေလည်းသူကဒီ sea blockade ပင်လယ်ကနေဒီ sorry ရေတပ်ကပိတ်ဆို့မှုတွေလည်းသူတို့လုပ်ခဲ့ပါတယ်ဆိုတော့ဒီအခြေအနေဒီလိုပုံစံမျိုးနဲ့ယီမင်ပဋိပက္ခဟာ sorry နိုင်ငံပါဝင်ပတ်သက်နေတဲ့အခြေအနေရှိနေပြီးတော့ဆိုတော့ဘယ်အချိန်မှာအဆိုးဆုံးအခြေအနေတွေကိုရောက်ရှိလာလဲဆိုတော့ဒါ2011ခုနှစ်အရှေ့လေပိုင်းဒေသတစ်ခုလုံးကိုကင်နှုတ်သွားခဲ့တဲ့အာရပ်မေဦးတော်လိုင်းကာလဖြစ်ပါတယ်ဆိုတော့အဲ့အာရပ်မေဦးတော်လိုင်းကာလမှာဒီပဋိပက္ခတွေကအမြင့်ဆုံးကိုရောက်ရှိလာတယ်လို့ပြောရပါမယ်။ဘာကြောင့်လဲဆိုတော့အာရပ်ကမ္ဘာအများစုဟာဒီအာရပ်နိုင်ငံအများစုဟာအာဏာရှင်တွေကအုပ်စိုးတဲ့နိုင်ငံတွေဖြစ်နေကြလို့ပါပဲ။ဆိုတော့ဒီအာဏာရှင်အုပ်စိုးမှုကိုမကြိုက်တဲ့ပြည်သူလူထုဟာ2011ခုနှစ်မှာဒီဖေဖော်ဝါရီနဲ့မတ်လနွေဦးကာလမှာဒီတပြိုင်တည်းဒီချင်းဆိုထားတဲ့အတိုင်းပဲသူတို့ဟိုလူထုအုံကြွမှုတွေဖြစ်တယ်ပြုတ်ကြရဲ့ဆိုရရဲ့ပြုတ်ကြတယ်ပြီးတော့ယီမင်မှာဆိုရင်လည်းသမရစာလေးကိုမကျေနပ်တဲ့အတွက်ဒီလူထုအုံကြွမှုတွေနိုင်ငံနဲ့ပေါ်ပေါက်လာတယ်ဆိုတော့ဒီကမ္ဘာအာရပ်ကမ္ဘာမှာဖြစ်ပွားနေတဲ့ဒီလူထုလှုပ်ရှားမှုလူထုတော်လှန်ရေးအာရပ်ຫນွေဦးကိုဒီအာရပ်ကမ္ဘာမှာခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်ကြတဲ့ sorry နိုင်ငံရောဒီဆွန်နီအင်အားကြီးဖြစ်တဲ့ sorry ရောရှီယိုက်အင်အားကြီးရှီယိုက်ခေါင်းဆောင်ဖြစ်တဲ့အီရန်နိုင်ငံကရောနှစ်ယောက်စလုံးကသူတို့တေချာစောင့်ကြည့်နေကြတယ်ဒီအရေးခင်းမှာဘယ်ဘက်ကနေသူတို့ဝင်ပါရမလဲဘယ်သူကိုသူတို့ပုံအောပြီးတော့လောင်ကြီးထပ်ရမလဲဆိုပြီးတော့စောင့်ကြည့်နေခဲ့တဲ့အနေအထားမှာဒီယီမင်မှာလည်းဒီအာရပ်မေဦးဖြစ်လာတယ်ယီမင်သမ္မတစာလေးကိုလူထုပုံကန်တဲ့အတွက်လူထုကမကြိုက်တော့တဲ့အတွက်ဆက်ပြီးတော့ထိမ့်သိမ့်နိုင်တဲ့အနေအထားမျိုးမရှိတော့ဘူးအဲ့တော့ဒီ sorry ကကုလသမဂ္ဂအကူအညီနဲ့ဂျားဝင်ပြီးတော့ဒီယီမင်သမ္မတစာလေးကိုနိုင်ငံကနေထွက်ပြေးဖို့ပြီးအာဏာလွှဲပြောင်းမှုတွေလုပ်ဖို့ဆိုပြီးတော့ဒါဂျားဝင်စိတ်ဆက်ပေးလိုက်တယ်အဲ့ဒီအနေထားမှာဒီစာလေးကသူ့ရဲ့ဒုသမ္မတကိုအာဏာလွှဲပြီးတော့ဆော်ဒီနိုင်ငံကိုသူကျင့်ပြတ်ချစားမှုကနေခိုးယူထားတဲ့နိုင်ငံဘဏ္ဍာဘီလီယံပေါင်းများစွာကိုတည်ယူသွားခဲ့တာတွေ့ရပါတယ်ဆိုတော့အဲ့ဒီဆော်ဒီနိုင်ငံကနေပဲစာလေးကယီမင်နိုင်ငံကိုဆက်ပြီးတော့ဓာတ်ရိုက်အုပ်ချုပ်ဖို့ကြိုးစားခဲ့တယ်ယီမင်မြောက်ပိုင်းမှာလည်းအယ်ကိုင်းနာအဖွဲ့တွေရှိနေတာဖြစ်တဲ့အတွက်ဒီအယ်ကိုင်းနာတွေကလည်းပြည်တွင်းမငြိမ်သက်မှုကိုဒီခွင့်ကောင်းယူပြီးတော့ဒီမြေမြေသိမ်းပိုက်တာတွေအစိုးရတပ်စခန်းတွေကိုတိုက်ခိုက်တာတွေလုပ်သလိုနိုင်ငံမြောက်ပိုင်းဟူသီတွေကလည်းဒီယီမင်အစိုးရပြုတ်ကျအာဏာရှင်အစိုးရပြုတ်ကျရေးရည်မှန်းချက်ဟာသူတို့ရဲ့ပင်မရည်မှန်းချက်ဖြစ်တဲ့အလျောက်ပဲဒီနိုင်ငံရေးမတည်ငြိမ်မှုကိုခွင့်ကောင်းယူပြီးတော့ဒီထိုးစစ်တွေတစ်ခုပြီးတစ်ခုလုပ်ခဲ့တာမှာဒီ2015ခုနှစ်နားလေးရောက်ရောယီမင်မြို့တော်ဆာနာကိုသူတို့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်တယ်အဲ့လိုမျိုးတိုက်ခိုက်နိုင်တဲ့အချိန်မှာဒီအဲ့လိုမျိုးတိုက်ခိုက်နိုင်ဖို့အတွက်လည်းယီမင်သမ္မတစာလေးက
အကူအညီပေးခဲ့တယ်လို့ပဲပြောရမှာဘာကြောင့်လဲဆိုတော့ဒီလိုပြည်တွင်းနိုင်ငံရေးချိန်ခွင်ရှာလုံးဝပြောင်းလဲသွားတဲ့အချိန်မှာစာလေးကဘာလုပ်လဲဆိုရင်သူကရုတ်တရက်ဘက်ပြောင်းသွားပြီးတော့ဟူသီတွေနဲ့ပေါင်းပြီးတော့ဆာနာမြို့တော်ကိုဒီဟူသီလက်နက်ကင်တွေဝင်တိုက်နိုင်အောင်သူလမ်းဖွင့်ပေးခဲ့တယ်အဲ့ခါကျတော့ဟာဒီဒုသမ္မတဟာဒီအစိုးရကသူနဲ့အဆင်မပြေတဲ့ဒုသမ္မတဟာဒီအစိုးရနိုင်ငံတောင်ပိုင်းဒီဟိုဒေတာစိတ်ကမ်းဘက်ကိုလုံးဝထွက်ပြေးပြီးတော့ဂျောင်ပိတ်ခံရမယ့်အနေအထားမျိုးကိုရောက်ရှိသွားတယ်ဆိုတော့ဟူသီတွေကလည်းဆာနာမြို့တော်ကိုသိမ်းပိုက်နိုင်တဲ့အတွက်ဒီဘိုးအစိုးရရဲ့တင့်ကားတွေလက်နက်ကောင်းတွေဒါအပြင်ကိုအီရန်ကပံ့ပိုးထားတဲ့ဒီ drone လက်နက်တွေတိုက်ချင်းပစ်ဒုံးပြန်တွေကိုပါရပြီးတော့ငကိုကထက်เนาะအစပေါင်းများစွာပို့ပြီးအင်အားတောင့်တင်းလာတယ်ဆိုတော့ဒီလိုမျိုးယီမင်ပြည်တွင်းစစ်မှာဟူသီတွေအင်အားကောင်းလာတယ်မြို့တော်ကိုပါသိမ်းပိုက်နိုင်တဲ့အနေအထားကိုရောက်လာတော့ဒီလိုအနေအထားမျိုးကဆော်ဒီနိုင်ငံအတွက်ဘယ်နည်းနဲ့မှလက်မခံနိုင်စရာညအိတ်မပြောရတဲ့အကြောင်းအရာဖြစ်လာခဲ့တယ်ဆိုတော့ဒီဆော်ဒီအိမ်ရှိမင်းသားကဘာလုပ်လဲဆိုတော့နိုင်ငံစုံ15နိုင်ငံညှို့ပေါင်းတက်ဖွဲ့ပြီးတော့အမေရိကန်အကူအညီနဲ့ဒီယီမင်တွေကိုယီမင်ထဲကဒီဟူသီတပုံတွေကိုလေကြောင်းကနေထိုးစစ်ဆင်တိုက်ခိုက်တာတွေကျူးကျော်တိုက်ခိုက်တာတွေလုပ်ခဲ့ပါတယ်ပထမအဆင့်မှာတော့သူကလေကြောင်းကနေတိုက်ခိုက်တာပေါ့နော်ဒီလိုမျိုးတိုက်ခိုက်နိုင်ဖို့အတွက်အဲ့ဒီတော့ကအမေရိကန်သမ္မတအိုဘားမားကဒီယီမင်ထဲမှာလည်းအယ်ကိုင်းဒါအဖွဲ့တစ်ဖွဲ့ကအားကောင်းနေတာကြောင့်သူကဒီကိုယ်တိုင်လည်းဝင်မပါခြင်းဘူးဒါပေမဲ့ဒီအယ်ကိုင်းဒါတွေအားမကောင်းအောင်လည်းသူကထိန်းချုပ်ခြင်းတဲ့အတွက်ဆော်ဒီနဲ့ဒီနိုင်ငံစုံ15နိုင်ငံညှို့ပေါင်းတက်ကိုဒေါ်လာဘီလီယံပေါင်းမြောက်များစွာကူညီခဲ့တယ်လို့အမေရိကန်ရဲ့အဆင့်မြင့်လက်နက်တွေပြီးတော့ကမ္ဘာမှာတားမြစ်ထားတဲ့ဒီ cluster ဘုံးလိုလူအသေးပြောက်အများများတဲ့နဗန်ဘုံးတွေကိုလည်းဒီသမ္မတအိုဘားမားပေးခဲ့တယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒေါ်နယ်ထရမ့်တက်လာတော့လေအလားတူပဲဆက်ပြီးတော့ကူညီခဲ့တာကိုတွေ့ရတယ်အဲ့ဒီအကူအညီတွေနဲ့ပဲဆော်ဒီဦးဆောင်တဲ့15နိုင်ငံညှို့ပေါင်းတက်တွေကယီမင်နိုင်ငံကိုမှွာစာကျဲအောင်လေကြောင်းကနေပုံကျဲတိုက်ခိုက်တယ်ဆိုတော့အဲ့ဒီအနေထားနဲ့မလုံလောက်တဲ့အတွက်နိုင်ငံတောင်ပိုင်းဟိုဒေတာစိတ်ကမ်းမှာဒီဆော်ဒီဦးဆောင်တဲ့ညွန့်ပေါင်းတက်တွေကမြေပြင်တက်တွေစေလွတ်ပြီးတော့ကန့်တက်ပြီးတော့ဒီဟူသီတွေကိုပြန်တိုက်ထုတ်လာမှာဆာနာမြို့တော်ကိုသူတို့ပြန်ရတယ်ဆိုတော့အဲ့လိုပြန်ရတဲ့အချိန်မှာဒီဆော်ဒီဦးဆောင်တဲ့ညွန့်ပေါင်းတက်တွေကနိုင်ငံကိုအုပ်ချုပ်ဖို့အတွက်ဆိုရင်ဗတ်ပြောင်းသွားတဲ့ဒီယီမင်သမ္မတဟောင်းဆာလီကိုပဲသူတို့ကသွားမြင်မိတယ်သွားမြင်မိတဲ့ခါကျတော့သူ့ကိုသူတို့ပြန်ပြီးတော့ကန်လန်းတဲ့ခါမှာဆာလီကလည်းဒီဟူသီတွေကိုပြန်တစ္ဆာဖောက်ပြီးတော့ဆော်ဒီနဲ့သွားပေါင်းတယ်ဆိုတော့အဲ့လိုပေါင်းဖို့ကြံစီယုံပဲရှိသေးတယ်နှစ်ရက်ကြာမှာဒီဟူသီလက်နက်ကင်တွေကဆာလီကိုတုတ်တင်ရှင်းလင်းပစ်ခဲ့ပါတယ်ဆိုတော့အဲ့လိုမျိုးမြို့တော်ဆာနာကိုပြန်ပြီးသိမ်းပိုက်နိုင်ပြီးတော့2016-2019မှာဒီအရှိလေပိုင်းတစ်ခွင်မှာတောက်မက်ဖွယ်ထိတ်လန့်ဖွယ်ကောင်းတဲ့ IS အစွန်းရောက်အဖွဲ့ဆိုတာပေါ်ပေါက်လာပါတယ်ဆိုတော့အဲ့ဒီအဖွဲ့ဟာလည်းအရှိလေပိုင်းဒီအီရတ်မိုဆူးမှာခြေကုပ်စခန်းယူတဲ့အပြင်ကိုဒီယီမင်နိုင်ငံထဲမှာလည်းသူတို့ရဲ့ဒီတပ်ဆွဲတွေရောက်လာပြီးတော့ယီမင်ထဲမှာရှိနေတဲ့အယ်ကိုင်းဒါဂိုင်းခွဲကိုလည်းတိုက်ခိုက်သလိုဒီဟူသီတွေပါသူတို့တိုက်ခိုက်တာတွေလုပ်လာတယ်ဆိုတော့အခြေအနေကတော်တော်လေးရှုပ်ထွေးတယ်ယီမင်မြောက်ပိုင်းအရှေ့ချမ်းတွေမှာဒီအယ်ကိုင်းဒါဂိုင်းခွဲရဲ့ IS အဆုံးရောက်လက်ခွဲတွေရှိနေပြီးတော့အဲ့ဒီရဲ့ဂျားခလေလောက်မှာဒီယီမင်အာနာရှင်ဟောင်းအစိုးရရဲ့တပ်တွေဒီဆော်ဒီထောက်ခံတဲ့ဒီညှို့ပေါင်းအစိုးရအဖွဲ့တွေကနေရာယူထားတဲ့အနေအထားမျိုးရှိတယ်နိုင်ငံရဲ့မြောက်ပိုင်းနဲ့ဒေသအများစုကိုတော့ဟူသီလက်နက်ကင်တွေကထိန်းချုပ်ပြီးတော့စုံမိုးချေနေတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဟူသီတွေကအဲ့အချိန်မှာဒီလိုမျိုးနိုင်ငံစုံ15နိုင်ငံကဝင်ရောက်တိုက်ခိုက်တဲ့အနေအထားရှိနေတာတော့မှဘယ်လောက်ထိအားကောင်းသွားသလဲဆိုရင်ဒီသူတို့ထိန်းချုပ်ယီမင်မြောက်ပိုင်းထဲကနေရန်သူနိုင်ငံဖြစ်တဲ့ဆော်ဒီနိုင်ငံရဲ့အရှေ့ပိုင်းဟော်မုစ်ရေလက်ကြားဘက်မှာရှိတဲ့စိတ်ကမ်းမြို့ကြီးတွေကိုအီရန်ကထောက်ပံ့ထားတဲ့တိုက်ချင်းပစ်ဒုံးပြန်တွေနဲ့ပစ်ခတ်တိုက်ခိုက်နိုင်တဲ့စွမ်းရည်ကိုပိုင်ဆိုင်လာတာကိုတွေ့ရပါတယ်ဆိုတော့ဒီလိုနဲ့ပဲ2016ကနေနောက်ထပ်6နှစ်အကြာ6နှစ်9နှစ်အကြာယီမင်ပြည်တွင်းစစ်ကဆက်ဖြစ်ပြီးတော့ကမ္ဘာမှာအဆိုးဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးကြီးတစ်ခုယီမင်ပြည်တွင်းစစ်မှာဖြစ်ပေါ်ခဲ့တယ်ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရဆိုရင်ယီမင်ပြည်သူပေါင်း3သိန်းကျော်လောက်အသက်သေကျေပျက်စီးရပြီးတော့လူပေါင်း30လောက်ဟာကုလသမဂ္ဂရဲ့စာနာရိက္ခာထောက်ပံ့မှုပေါ်မှာမီရလောက်အောင်ကိုယီမင်အခြေအနေဟာတိတ်ကိုဆိုးရခဲ့ပါတယ်ဆိုတော့ဒီလိုမျိုးစစ်တိုက်ရင်နဲ့ဒီနိုင်ငံစုံတက်တွေဘက်ကလည်းအဓိကပါဝင်တဲ့ဒီကူဝစ်တို့ UAE တို့နိုင်ငံတွေကလည်းနိုင်ငံတကာမှာသူတို့ရဲ့ဂုဏ်သိက္ခာကျဆင်းလာတယ်ဒီမှာနိုင်ငံစုံ15နိုင်ငံကဝင်တိုက်ပေမဲ့ဟူသီလိုလက်နက်ကင်တော့အနိုင်မယူနိုင်တာကြောင့်သိက္ခာလည်းတဖြည်းဖြည်းကျလာတယ်အဲ့တော့ဒီညွန့်ပေါင်းတွေကနေထွက်တဲ့နိုင်ငံတွေကလည်းထွက်တဲ့ကိစ္စတွေဖြစ်လာတယ်ဆိုလိုချင်တာကနှစ်ဖက်စလုံးကလည်းဒီအုပ်စုတွေအားလုံးကြားထဲမှာဒီစစ်ပန်းလာတဲ့အနေအထားကိုရောက်လာတာပေါ့နော်ဆိုတော့အဲ့ဒီအနေအထားမှာ2022ခုနှစ်မှာကုလသမဂ္ဂရဲ့
ကျောင်းဝင်ဖြန့်ဖြေမှုနဲ့ဒီဟူသီကိုထောက်ပံ့နေတဲ့အီရန်ရဲ့ဒီယီမင်အာဏာရှင်ဟောင်းအုပ်စုတွေကိုထောက်ပံ့နေတဲ့ဆော်ဒီအုပ်စုဟာဒီအပြစ်ခတ်ရစရေးတစ်ခုကိုယီမင်ပြည်တွင်းမှာပေါ်ဆောင်ဖို့သူတို့သဘောတူလိုက်ကြတယ်ဆိုတော့အဲ့ဒီအပြစ်ရဲ့သဘောတူညီချက်ဟာသူတို့ဧပြီလမှာစတင်ပြီးတော့အောက်တိုဘာလမှာအဆုံးသတ်သွားတယ်ဒါပေမဲ့ဘာထူးခြားလဲဆိုရင်အဲ့ဒီအပြစ်ရဲ့ကာလသက်တမ်းဟာအောက်တိုဘာ2022ခုနှစ်မှာ expire ဖြစ်သွားပြီမဲ့ယီမင်နိုင်ငံထဲမှာတော့နောက်ထပ်ပြစ်ခတ်တိုက်ခတ်တန်တွေဘာမှမရှိဘဲနဲ့တိတ်ဆိတ်ငြိမ်သက်နေခဲ့တာတိတ်ထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီရဲ့နောက်ွယ်မှာတရုတ်ပြည်သူ့သမ္မတနိုင်ငံကအီရန်နဲ့ဆော်ဒီတို့ဆွေးနွေးပွဲစကားဝိုင်းထိုင်နိုင်အောင်အဓိကကြားဝင်ပြီးတော့ပွဲစားလုပ်ခဲ့တဲ့အချက်ဖြစ်ပါတယ်။ဆိုတော့နှစ်ဖက်စလုံးကလည်းစိတ်အယမ်းပန်းနေပြီဖြစ်တဲ့အတွက်ဒီလိုမျိုးဒီအပြစ်ရဲ့သဘောတူညီချက်တက်တန်းကုန်သွားပြီမဲ့နောက်ထပ်တနက်တန်မကြားပဲငြိမ်သက်နေခဲ့တာဖြစ်ပါတယ်။ဆိုတော့2023ခုနှစ်လည်းရောက်ရော2023ခုနှစ်မတ်လလောက်မှာဒီအီရန်နဲ့ဆော်ဒီတို့နိုင်ငံဟာတရုတ်နိုင်ငံဘေကျင်းမြို့တော်မှာသူတို့တရားဝင်ငြိမ်းချမ်းရေးရယူပြီးတော့ဒီနှစ်နိုင်ငံအပြန်အလှန်ဒီတန်တမာဆက်ဆံရေးကိုတရားဝင်ပြန်လည်ထူထောင်တဲ့ကိစ္စဖြစ်လာတယ်။အဲဒီလိုထူထောင်ရတဲ့အတွက်အီရန်ဘက်ကလည်းဒီဆော်ဒီကိုနိုင်ငံတောင်ပိုင်းကနေဟူသီတွေကိုလက်နက်ခဲယင်းတွေတိုက်ရှင်ဖြစ်ဒုံးမြတ်တွေပေးပြီးတော့တစ်ခတ်တိုက်ခိုက်မှုတွေလုပ်တာကိုရပ်ဆိုင်းဖို့သဘောတူလိုက်ရသလိုဆော်ဒီကလည်းဒီယီမင်တောင်ဘက်ချမ်းမှာရှိတဲ့ဒီယီမင်ဒီဆော်ဒီတစ္ဆာခံအုပ်စုတွေကိုဆက်ပြီးတော့မထောက်ပံ့မှုကိုရပ်ဆိုင်းလိုက်ဖို့ဆိုတဲ့သဘောတူညီချက်ကိုရပြီးတော့အဲ့ဒီကိစ္စကငြိမ်သက်သွားတယ်ဆိုတော့အဲ့ဒီ2023ခုနှစ်မတ်လကနေဒီဟူသီတွေရဲ့သတင်းစကားဟာကမ္ဘာမျက်နှာစာမှာအတော်တန်ငြိမ်သက်သွားခဲ့တာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့အဲ့လိုငြိမ်သက်နေတဲ့ဟူသီအဖွဲ့ဟာဘယ်အချိန်မှပြန်ပြီးတော့တကြော့ပြန်ထကြလာလဲဆိုတော့ဒီပါလက်စတိုင်းရေကင်းဖြစ်တဲ့အချိန်မှာဖြစ်ပါတယ်ပါလက်စတိုင်းရေကင်းလည်းပြန်လည်ပေါ်ပေါက်လာရောသူတို့ပြန်လည်ကောင်းထောင်လာတော့တွေ့ရပါတယ်အဲ့ဒါကတော့2023ခုနှစ်အောက်တိုဘာ9ရက်နေ့မှာဒီဂါဇာဒေသကအီရန်ဩဇာခံဟာမတ်စ်လက်နက်ကိုင်အဖွဲ့တွေကအစ္စရေးတောင်ပိုင်းကိုနေဆက်ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်ပြီးတော့အစ္စရေးတပ်စခန်းတွေကိုခေါ်ဆောင်သွားတဲ့ဖြစ်စဉ်ကြီးဖြစ်ပါတယ်ဆိုတော့အဲ့ဒီကိစ္စမှာဒီအစ္စရေးကဂါဇာကိုဝင်ရောက်ကျူးကျော်တဲ့အတွက်အစ္စရေးရဲ့တိုက်ခိုက်မှုတွေကျူးကျော်မှုတွေမရက်မချင်းဟာမတ်စ်ဘက်ကနေပါဝင်ကူညီမယ်ဆိုပြီးတော့ဒီယီမင်တွေကပဲယီမင်မှာရှိတဲ့ဟူသီတွေကပဲဒီပင်လယ်နီထဲမှာအမေရိကန်ရဲ့စစ်သင်္ဘောတွေအစ္စရေးရဲ့စစ်သင်္ဘောတွေပြီးတော့ဒီအစ္စရေးကိုဥတီသွားမဲ့ကုန်တင်သင်္ဘောတွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်မှုတွေနှောက်ယှက်မှုတွေပြန်ပေးဆွဲတာတွေလုပ်လာတယ်ဒါနဲ့မကသေးပဲနဲ့အစ္စရေးနိုင်ငံတောင်ပိုင်းဒီဟိုင်ဖာကိုတိုက်ချင်းပစ်ဒုံးမြန်နေနဲ့လှမ်းပစ်တဲ့ကိစ္စတွေပါသူတို့လုပ်လာတယ်ဆိုတော့အဲ့လောက်ထိပြန်ပြီးတော့သူတို့ဘယ်လိုပြောမလဲထကြွတောင်းချမ်းလာတာပေါ့ဆိုတော့ဒီပြဿနာကပေါ့သေးသေးတော့မဟုတ်ဘူးဘာကြောင့်လဲဆိုတော့ယီမင်နိုင်ငံရှိနေတဲ့နေရာကဒီဆူဝက်တူးမြောင်းကနေအိန္ဒိယသမုဒ္ဒရာကိုထွက်တဲ့ဒီမြေထဲပင်လယ်နီလမ်းကြောင်းရဲ့ဒီခါဆက်ချင်းနေရာလေးမှာဒီဟူသီအဖွဲ့တွေရှိတဲ့ဒေသကတည်ရှိပါတယ်အဲ့ဒီခါကျတော့အဲ့ဒီမှာသွားနေသမျှနိုင်ငံတကာကုန်သွယ်ရေးရေကြောင်းသင်္ဘောတွေကိုသူတို့ကပြန်ပေးဆွဲတာနှောက်ယှက်တိုက်ခိုက်တာတွေလုပ်နေတဲ့အတွက်ကြာရှည်လာတဲ့အခါမှာဒီအစ္စရေးရဲ့လုံခြုံရေးရောဒီအမေရိကန်ရဲ့အကျိုးစီးပွားကိုပါထိပါလာတယ်။ကမ္ဘာကုန်သွယ်ရေးရဲ့30%လောက်ကိုပါနှောက်ယှက်ဟန့်တားဒီ manipulate dominate လွှမ်းမိုးချယ်လှယ်လာတဲ့ပုံစံမျိုးဖြစ်လာခဲ့တာကိုတွေ့ရပါတယ်။ဆိုတော့ဒီကိစ္စကိုအမေရိကန်ကပေါ့သေးသေးသဘောမထားရဲဘဲနဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေလေကြောင်းကနေထိုးစစ်ဆင်ဥနေမှုတွေလုပ်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်။စစ်ရေးကျွမ်းကျင်သူတွေရဲ့တုံ့တက်ချက်ရတော့ဟူသီအဖွဲ့ကိုဒီလိုမျိုးဥချိုးဖို့အတွက်ဆိုရင်လေကြောင်းကနေတိုက်ခိုက်ရုံနဲ့မဖြစ်နိုင်ဘူးလို့သူတို့ပြောနေကြတာရှိပါတယ်ဆိုတဲ့အခါကျတော့ဒီဟူသီအဖွဲ့တွေဟာဘာကြောင့်ဒီလိုမျိုးကမ္ဘာရဲ့အရေးကြီးတဲ့အချက်ချာကြတဲ့ကုန်သွယ်ရေးကအချက်ချာကြတဲ့ဒေသမှာစိုးမိုးနိုင်တယ်ဆိုရင်သူ့ရဲ့နောက်ွယ်မှာအဓိကထောက်ပံ့နေတာကဒီအင်အားကြီးရှီရိုက်ခေါင်းဆောင်ဖြစ်တဲ့အီရန်နိုင်ငံကထောက်ပံ့နေတာကြောင့်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်တကယ်လို့ဒီဟူသီတွေကိုအမေရိကန်ကမြေပြင်တပ်တွေဆေလွတ်ပြီးနှိမ်နင်းမယ်ဆိုရင်တော့မှသူ့ရဲ့နောက်ွယ်ကထောက်ပံ့နေတဲ့ရှီရိုက်တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့အီရန်နိုင်ငံမှာအယာတိုလာခါမေနီဦးဆောင်တဲ့အစ္စလာမစ်အစိုးရရှိနေသေးကတော့ယီမင်နိုင်ငံနဲ့တကွအရှေ့လေပိုင်းဒေသဟာဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ပါဘူးအဲ့ဒီအတွက်အရှေ့လေပိုင်းဒေသနဲ့ဒီကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းကိုနှောက်ယှက်နေတဲ့ဟူသီလိုလက်နက်ကင်ဖွဲ့ကိုအမေရိကန်နဲ့သူ့ရဲ့အပေါင်းပါအစ္စရေးမဟာမိတ်တွေကအမြင့်ပြတ်ချေမုန်းချင်တယ်ဆိုရင်တော့ဟူသီတစ်ခုတည်းကိုတိုက်ခိုက်ရုံမြေပြင်တက်စေလို့ရုံနဲ့ရရှိနိုင်မှာမဟုတ်ဘဲနဲ့သူ့ရဲ့နောက်ွယ်ကအဓိကပံ့ပိုးနေတဲ့
ရှီယိုက်တွေရဲ့ခေါင်းဆောင်နိုင်ငံအီရန်မှာအယာတိုလာခါမေနီဦးဆောင်တဲ့အစ္စလာမစ်အစိုးရကိုဦးတည်ပြီးတော့ခေါင်းကိုဖြိုချမှသာနဲ့ရရှိနိုင်မှာဖြစ်တဲ့အကြောင်းတင်ဆက်ပေးလိုက်ရပါတယ်အခုလိုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာပေါ်မှာကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကြည့်ရှုသူပရိသတ်များအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာလို့ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ